ရေခဲကဘာတွေက80အကောင်လေးများဒီအကောင်လေးတွေက80လဲကောင်းတယ်လို့သူတို့မှာကိုပိုင်ဆွဲရည်လေးတွေရှိပါတယ်သဘောကျမိဆုံးနဲ့အမိုက်ဆုံးကတော့နင်ဂျာပင်ကွင်းပါသူကဒီကလေးလေးနှိပ်ပြီးရှိတ်ဆက်လိုက်တာနဲ့မိမိနောက်ကနေတကောက်ကောက်လိုက်လာမှာပဲဖြစ်ပါတယ်ပြီးရင်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုလည်းအတန်နဲ့ဖြစ်စေစာနဲ့ရေးပြီးဖြစ်စေတောင်းရင်လိုက်ရှာပေးပါတယ်နော် Let's see who finds it ပြီး first. ရင်ကိုနဲ့အတူ enemy လည်းလိုက်ပစ်ကူပါသေးတယ် Sure it. နောက်တစ်ခုက magic fox ရှိတဲ့နေရာပါမော်ဒိုတန်လေးကိုကောက်ယူလိုက်တာနဲ့မြေခွေးကောင်လေးထွက်လာပြီးရေခဲပြင်းတဲ့လေပေါ်မှာရှောက်သွားလို့ရမယ် magic ice လေးကိုရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကပိုလာဝဝင်းနေရာပါသူလောက်ခိုင်းတဲ့ mission တွေကိုလုပ်ပေးပြီးတာနဲ့နင်းပြီးပြန်လို့ရမယ် rocket launcher လေးကိုရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဆေးရည်ဖြော်တဲ့ပင်ကွင်းဒီမှာတော့တနက်အထုတ်အသွင်းအရမ်းမြန်စေတဲ့ဆေးရည်လေးကိုရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုက hair style လေး fox စီမှာစပင်အညက်ခံလိုက်တာနဲ့ပစ္စည်းတွေရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့မြားနဲ့မောင်ပင်ကွင်းလေးပါသူနဲ့တူတူဓာတ်ပုံရိုက်ပေးတာနဲ့ပစ္စည်းတွေရရှိမှာပဲဖြစ်ပါတယ်။ကဲနောက်ဆုံးတစ်ခုကတော့ဈေးဝယ်လို့ရတဲ့ပင်ကွင်းလေးပါ။စီမှာကျန်းတဲ့တရားပစ္စည်းတွေကိုဝယ်ယူလို့ရပြီးတော့ပစ္စည်းပုံးလည်းရရှိမှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီအကောင်လေးတွေထဲမှာဘယ်အကောင်လေးကိုအကြိုက်ဆုံးလဲဆိုတာမမတစ်ချက်ပြောပေးခဲ့ကြပါအောင်နော်။